အမဲခင်အတုံးကြီးပေါ်ကိုစားရီလက်ဖြံကနေတဆင်ပတ်ကျဲနေတဲ့မျက်မှန်အမဲနဲ့လူတယောက်ကိုအားလုံးပဲမြင်မှုကြမှာပါသူကအင်တာနက်ပေါ်မှာစက္ကန့်ပိုင်းတွင်ဗီဒီယိုနဲ့ညာရင်းချင်းမှာကဘာကျော်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဒီလိုမျိုးစားဖြူတဲ့ယုံနဲ့ဘလို့ဖြစ်ပြီးတော့ဒေါ်လာတန်ပေါင်းများစွာချမ်းသာတဲ့ဘီလီယံနာတယောက်ဖြစ်လာခဲ့ရလဲလူအများစုမသိသေးတဲ့အချက်ကသူကဒီလိုမျိုးအောင်မြင်မှုတွေမရခင်အချိန်မှာဆင်းရဲလုံးလို့ကြောင်းကနေထွက်ခဲ့ရပြီးတော့လစာမရပဲအလကားအလုပ်လုပ်ပေးခဲ့ရတဲ့တာတသမားလေးတယောက်ဖြစ်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ဘာအခြေခံကျွမ်းကျင်မှုမှမရှိတဲ့တာတသမားဘွားကနေပြီးတော့ကမ္ဘာအချမ်းသာဆုံး celebrity စဖို့မှုတယောက်ဖြစ်လာတဲ့အထိဘယ်လိုမျိုးခက်ခဲတဲ့အရာတွေကိုကြော်ဖြတ်ခဲ့ရလဲဆိုတော့သူ့ရဲ့ဘဝအကြောင်းကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်တကဘာလုံးက Salt Bae တို့တည်ရဲ့သူ့ရဲ့တကယ်နာမည်အရင်ကတော့ Nusrat Gouchi ဖြစ်ပါတယ်။သူဟာ1983ခုနှစ်မှာတူရကီနိုင်ငံကအရန်ကိုဆင်းရဲတဲ့မိသားစုလေးမှာမွေးဖွားလာခဲ့ပါတယ်။သူ့ရဲ့ဖခင်ကတော့မြေအောက်ကျောက်မီးသွေးတွင်းမှာပင်ပန်းပန်းအလုပ်လုပ်ရတဲ့အလုပ်သမားတစ်ယောက်ဖြစ်ပြီးတော့မိသားစုရဲ့မှာမွေးချင်း9ယောက်ရှိခဲ့ပါတယ်။စီးပွားရေးအဆင်မပြေလွန်းတာကြောင့်မိသားစုစားဝတ်နေရေးကအရန်ကိုခက်ခဲပြီးတော့တနစ်စားရဖို့အတွက်အရန်ကိုရုန်းကန်ခဲ့ရပါတယ်။ဒီလိုအခြေအနေတွေကြောင့်သူကအသက်17နှစ်အရွယ်မှာတည်းကအကျောင်းကိုဆက်မတက်နိုင်တော့ဘဲနဲ့ပညာရေးကိုလုံးဝအဆွန့်လွတ်ခဲ့ရပါတယ်။ကျောင်းထွက်ပြီးတဲ့နောက်မှာမိသားစုရဲ့စီးပွားရေးကိုတစ်ဖက်တစ်လမ်းကနေကူညီနိုင်မှုအတွက်အစ္စတန်ဘူမြို့ကတားတက်ဆိုင်မှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့ဘဝကိုပြောင်းလဲစေမဲ့လမ်းကြောင်းရဲ့အစပဲဖြစ်ပါတယ်။ဒီတားတက်ဆိုင်မှာသူကနေတိုင်းနားရက်မရှိအလုပ်လုပ်ခဲ့ရပါတယ်။အသားဖြတ်တောက်တာအယိုးနွာတာတွေနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့သူဖြစ်အောင်လို့ခက်ခဲလေ့ကျင့်ခဲ့ရပါတယ်။သူကတစ်နေ့ကို73နာရီကနေ18နာရီထိအလုပ်လုပ်ခဲ့ရပြီးတော့ဓားစားကင်တဲ့အချိန်ကနေစပြီးတော့သူ့ရဲ့ထူးခြားတဲ့အသားလိဖြတ်နိုင်တဲ့စွမ်းရည်ကတိတိတတ်တာပဲပေါ်ထွက်လာခဲ့ပါတယ်။သူကအသားကိုဘယ်နေရာကနေဘလို့လိရင်အရသာအရှိဆုံးဖြစ်မလဲဆိုတာကိုငယ်တည်းကလေ့လာသင်ယူခဲ့ပါတယ်။ Salt Bae ရဲ့ရည်မှန်းချက်ကတော့တားတက်ဆိုင်လေးမှာအလုပ်ရရုံနဲ့ရပ်တန့်မသွားခဲ့ပါဘူး။သူကကမ္ဘာပေါ်မှာအကောင်းဆုံးအသားချက်ပြုတ်နည်းတွေကိုလေ့လာသင်ယူခြင်းခဲ့ပါတယ်။ဒါကြောင့်မို့လို့လဲအသက်20ကျော်အရွယ်မှာသူကအသားနဲ့ပတ်သက်လို့ရှိရင်နာမည်အရန်ကြီးရဲ့အာဂျင်တီးနားနဲ့အမေရိကန်နိုင်ငံတွေကိုတွားရောက်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကသူ့မှာပတ်စံအလုံးလောက်မရှိခဲ့ပါဘူး။အဲဒီအတွက်သူကနိုင်ငံရခြားကစားတောက်ဆိုင်တွေစီတွားပြီးတော့သူ့ကိုလစာမပေးဘဲနဲ့အလကားခိုင်းနိုင်ကြောင်းအသားချက်ပြုတ်နည်းတွေကိုပဲတင်ပေးဖို့အတွက်သူကတောင်းဆိုပြီးတော့အလုပ်ဝင်လုပ်ခဲ့ပါတယ်။အာဂျင်တီးနားနိုင်ငံကနွားမွေးမြူရေးခြံတွေနဲ့စားတောက်ဆိုင်တွေမှာအသားဖြတ်တောက်ပုံအသားကင်ပုံနည်းလမ်းမျိုးစုံကိုအခမဲ့အလုပ်လုပ်ပေးရင်းနဲ့လေ့လာခဲ့ပါတယ်။အဲဒီနောက်မှာအမေရိကန်နိုင်ငံကိုတွားရောက်ဖို့အတွက်သူကဗီဇာကို4ချိန်တိုင်ငင်းပယ်ခံခဲ့ရတာတော့မှအားမလျှော့ပဲနဲ့နောက်ဆုံးအချိန်မှာတွားရောက်နိုင်ခဲ့ပြီးတော့အမေရိကန်နိုင်ငံရဲ့နာမည်ကြီးစားတောက်ဆိုင်တွေမှာအခမဲ့အလုပ်လုပ်ပေးရင်းနဲ့ American Style အသားကင်နည်းစနစ်တွေကိုအကုန်လုံးတက်မြောက်အောင်လို့သင်ယူခဲ့ပါတယ်အဲ့ဒီခရီးစဉ်တွေကနေရလာတဲ့အသိပညာတွေကသူ့ကိုနောက်တစ်ချိန်မှာကဘာကျော်တယောက်ဖြစ်လာစေမဲ့အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။တူရကီနိုင်ငံကိုပြန်ရောက်တဲ့အချိန်2010ခုနှစ်မှာတော့ Salt Bae ကသူ့ရဲ့ကိုယ်ပိုင်အသားကင်ဆိုင်လေးကိုဖွင့်ခဲ့ပါတယ်။အဲ့ဒီဆိုင်လေးရဲ့နာမည်ကတော့ Nusrat လို့ခေါ်ပြီးတော့စပွဲဝိုင်းလေး8ဝိုင်းနဲ့ဝန်ထမ်း10ယောက်ပဲရှိတဲ့ဆိုင်အသေးလေးဖြစ်ပါတယ်။ဆိုင်သေးပေမဲ့သူကလာသမျှဧည့်သည်တွေရဲ့စပွဲဝိုင်းထိကိုယ်တိုင်သွားပြီးတော့အသားတွေကိုထူးထူးခြားခြားလှီးဖြတ်ပြသခဲ့ပါတယ်။တရက်မှာတော့တူရကီနိုင်ငံရဲ့အချမ်းသာဆုံးဘီလီယံနာစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ Farid Sahan ကသူ့ရဲ့ဆိုင်ကိုလာရောက်စားတောက်ရာကနေပြီးတော့ Salt Bae ရဲ့အသားလှီးဖြတ်ပုံနဲ့စိတ်အားထက်သန်မှုကိုအလွန်သဘောကျသွားခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီလုပ်ငန်းရှင်က Salt Bae ရဲ့လုပ်ငန်းမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုအတွက်ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီရင်းနှီးမြှုပ်နှံမှုကြောင့်ပဲဆိုင်ခွဲတွေကိုအန်ကာရာ၊ဒူဘိုင်းနဲ့အဘူဒါဘီမြို့တွေအထိအကြီးအကျယ်တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒါကသူ့အတွက်အရန်ကိုကြီးမားတဲ့အောင်မြင်မှုတစ်ခုမဟုတ်သေးပါဘူး။2019ခုနှစ်ဇန်နဝါရီလမှာတော့သူ့ဘဝကိုလုံးဝကိုပြောင်းလဲပေးမဲ့အလှည့်ပြောင်းကြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။သူကအင်တာနက်ပေါ်ကနေလူတွေပိုသိလာအောင်လို့ဗီဒီယိုတွေတင်ဖို့အတွက်စိတ်ကူးရခဲ့တာပါ။သူက Ottoman Steak လို့အမည်ရတဲ့36စက္ကန့်စာဗီဒီယိုလေးတစ်ခုကိုအင်တာနက်ပေါ်တင်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာသူဟာအမဲသားသုံးကိုကျွမ်းကျင်စွာလှီးဖြတ်ပြီးနောက်ဆုံးမှာတော့သူ့ရဲ့လက်ဖြံကိုကွေးပြီးတော့လက်ချောင်းထိပ်တွေကနေတဆင့်အစားတွေကိုအမှုပညာဆက်ဆံဖြူချလိုက်တာ
ပါဒီလိုထူးခြားပြီးတော့ style ကျလုံးနဲ့စားဖြူတဲ့ပုံစံကြောင့်24နာရီအတွင်းမှာသူ့ရဲ့ဗီဒီယိုကတစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားပြီးတော့ကြည့်ရှုသူတန်းပေါင်းများစွာရှိခဲ့ပါတယ်နောက်ပြီးတော့ကမ္ဘာကျော်အဆိုတော်ဖြစ်တဲ့ Bruno Mars ကလည်းသူ့ရဲ့ဗီဒီယိုကို social media မှာပြန်လည်မျှဝေခဲ့တာဖြစ်တဲ့အတွက်သူကညာတွင်ချင်းကို internet ပေါ်မှာ celebrity တယောက်ဖြစ်သွားပြီးတော့ Salt Bae ဆိုပြီးတော့သူ့ကိုအားလုံးကခေါ်ကြတာဖြစ်ပါတယ်ကမ္ဘာတဝန်းကလူတွေမီဒီယာတွေကဒီစားဖြူရဲ့ပုံစံကိုလိုက်လုပ်ကြပြီးတော့ဗီဒီယိုအဖြစ်ဖန်တီးရာကနေသူ့ရဲ့နာမည်ကျော်မှုကလုံးဝကိုထိမ့်သိမ်းမရဖြစ်လာခဲ့တာပါအင်တာနက်ပေါ်မှာအရန်နာမည်ကြီးလာပြီးတဲ့နောက်မှာကမ္ဘာကျော် celebrity တွေအားကစားသမားတွေနဲ့နိုင်ငံရေးခေါင်းဆောင်တွေကပါ Salt Bae ရဲ့စားဖြူရဲ့ပုံစံကိုကိုယ်တိုင်မြင်ကျင်လို့သူ့ရဲ့ဆိုင်ကိုစုပြုံပြီးတော့ရောက်လာကြပါတယ် Messi, Cristiano Ronaldo, David Beckham စတဲ့ဘောလုံးကျယ်ပွဲတွေကနေစလို့ Hollywoodမင်းသားကြီး Leonardo DiCaprio အထိသူ့ဆိုင်ကိုလာရောက်ခဲ့ကြပါတယ်။ဒါသမျှ celebrity တွေအားလုံးကလည်း Salt Bae ကသူတို့ရဲ့ရှေ့မှာအသားကိုလှီးပြပြီးတော့စားဖြူတဲ့ပုံစံကိုဗီဒီယိုရိုက်ပြီးတော့သူတို့ရဲ့ social media မှာပြန်ပြီးတော့တင်ကြပါတယ်။အဲအတွက်ကြောင့်လည်းသူ့ရဲ့ဆိုင်ကပို့ပြီးတော့နာမည်ကြီးလာခဲ့ပါတယ်။ဒီအခွင့်အရေးကိုအသုံးချပြီးတော့ Salt Bae ကသူ့ရဲ့အသားကင်ဆိုင်ကြီးတွေကို American, England, Greece, Saudi Arabia စတဲ့ကမ္ဘာအချက်အခြာကျတဲ့နေရာပေါင်း30ကျော်မှာဆိုင်ခွဲကြီးတွေအဖြစ်ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။သူ့ရဲ့ဆိုင်တွေကတာမန်စားသောက်ဆိုင်တွေမဟုတ်တော့ဘဲနဲ့ကမ္ဘာအဆင့်မီစိန်ခံနေရာကြီးတွေအဖြစ်ပုံဖော်ပြခဲ့တာပါ။ဆိုတော့ Salt Bae ကအခုလက်ရှိမှာဘလောက်တောင်ဝင်ငွေရနေပြီလဲ။သူကဘလောက်ထိချမ်းသာနေပြီလဲ။ Salt Bae ရဲ့ဆိုင်တွေမှာရှိတဲ့အစားအသောက်ဈေးနှုန်းတွေကမယုံနိုင်လောက်အောင်ကိုပဲအစမတန်ဈေးကြီးပါတယ်။ဥပမာအားဖြင့်အင်္ဂလန်ကသူ့ရဲ့ဆိုင်မှာ24 carat ရွှေပြားတွေအုပ်ထားတဲ့အမဲခင်တပွဲကိုဒေါ်လာ1000ကျော်အထိဈေးနှုန်းသတ်မှတ်ထားတာဖြစ်ပါတယ်။သူ့ရဲ့အင်္ဂလန်ကဆိုင်ခွဲတစ်ခုမှာဆိုလို့ရှိရင်ဖွင့်ပြီးချင်း3လအတွင်းကိုရန်ကိုအဆင့်တန်းမြင့်တဲ့လူတွေနဲ့ celebrity တွေကြောင့်ဒေါ်လာ8.5 တန်းကျော်အထိဝင်ငွေရခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့ Salt Bae ရဲ့ကိုယ်ပိုင်အသက်တင်ပိုင်ဆိုင်မှုကတော့ဒေါ်လာတန်း80ကနေတန်း80အထိရှိနေပြီဖြစ်ပါတယ်။ဒါအပြင်သူ့ရဲ့စားတောက်ဆိုင်လုပ်ငန်းတစ်ခုလုံးရဲ့တန်ဖိုးကတော့ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ရှိနေရလို့ခန့်မှန်းကြပါတယ်။ဒါတွေမကသေးပဲနဲ့သူကအစ္စတန်ဘူမြို့မှာရှိတဲ့ကျဲ9ပွင့်အဆင့်ရှိရဲ့ Park Hyatt Hotel ကြီးအပါအဝင်အဖိုးတန်အိမ်ချမ်းမြေပိုင်ဆိုင်မှုအများအပြားကိုလည်းပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။တားတန့်ဆိုင်မှာအလုပ်လုပ်တဲ့အလုပ်တင်ဘဝကနေပြီးတော့ကဘာကျော်ဇိမ်ခံစားတောက်ဆိုင် Emperor ကြီးရဲ့ပိုင်ရှင်ဖြစ်လာတဲ့ Salt Bae ရဲ့ဘဝခီးစဉ်ကအရန်ကိုအံ့ဩစရာကောင်းပါတယ်။လူများစုကသူ့ကိုစားဖြူတက်ယုံနဲ့ရပြီလို့ထင်ပေမဲ့တကယ်တမ်းမှာတော့နောက်ွယ်မှာနှစ်ပေါင်းများစွာလစာမရပဲအလုပ်လုပ်ခဲ့ရတဲ့ဘဝနဲ့ခက်ခဲကြမ်းတမ်းတဲ့အသားလှီးဖြတ်ခြင်းအသက်ပညာတွေအများကြီးရှိနေခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ Salt Bae ကကမ္ဘာအချမ်းသာဆုံးသားသက်သမားတစ်ယောက်ဖြစ်နေပါပြီ။အဲ့တော့အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ Bye bye